ဒါဆိုရင်ကျွန်တော်တို့ဒီစိတ်ဝင်စားစရာပုံစံလေးကနေပြီးတော့ကျွန်တော်တို့လက်တွေ့မှာဘယ်လိုမျိုးချိတ်ဆက်အသုံးပြုလို့ရလဲကျွန်တော်တို့အကြောင်းအခြေခံပညာမှာသင်ကြားပေးလိုက်တဲ့သင်ချာလေးတွေကဘယ်လိုမျိုးအသုံးချလို့ရတယ်လဲဆိုတာကိုချိတ်ဆက်ပြသပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့ပုံစံတစ်ခုကိုလေ့လာကြည့်လိုက်ကြရအောင်ဒီပုံစံလေးကကျွန်တော်တို့အခြေခံပညာမှာသင်ကြားပေးလိုက်တဲ့ပညာတွေဆိုတာလက်တွေ့မှာဘယ်လိုချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမလဲဆိုတာဖော်ပြပေးနေတဲ့ပုံစံတွေကပုံစံတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နဲ့အတူပုံစံလေးကိုလေ့လာကြည့်လိုက်ကြရအောင်A teacher has 48 pencil and 72 eraser. She wants to make identical given using all the pencil and eraser. If it must contain the same number of pencil and the same number of eraser, what is the greatest number of gift that she can make? ပုံစံလေးကတဲ့ဆရာမတယောက်ပါတဲ့ခဲတဲ့48ချောင်းနဲ့ခဲပြည့်82ခုရှိပါတယ်တဲ့အဲ့ဆရာမကတဲ့ she want to make သူပြုလုပ်ခြင်းနေပါတယ်တဲ့ identical gift thatလက်ဆောင်အိတ်ကလေးတွေပြုလုပ်ခြင်းနေပါတယ်တဲ့ using all the pencil and eraser သူ့မှာရှိတဲ့ခဲတံတွေခဲပြတ်တွေကိုအသုံးချပြီးတော့လက်ဆောင်အိတ်ကလေးတွေပြုလုပ်ခြင်းနေတာပဲဖြစ်ပါတယ်တဲ့ she each bed must contain the same number of pencil and the same number of eraser တဲ့အဲ့လက်ဆောင်အိတ်တိတ်ချင်းစီမှာဆိုရင်လေတဲ့တူညီတဲ့ခဲတံရေးအတွက်တူညီတဲ့ခဲပြတ်အရေးအတွက်ပါခြင်းပါတယ်တဲ့သဘောကတော့ဥပမာချင်းလက်ဆောင်အိတ်တိတ်မှာခဲတံ2ချောင်းဆိုရင်ကျွန်တော်တို့ခဲတံ2ချောင်းခဲပြတ်5ခုဆိုရင်အိတ်တိတ်ကြီးတိုင်းမှာခဲပြတ်က5ခု5ခုအဲ့ဒီလိုမျိုးပါခြင်းပါတယ်တဲ့ဒါဆိုရင် what is the greatest number of gift that she can make တဲ့ဆရာမကတဲ့သူပြုလုပ်နိုင်မယ်တဲ့လက်ဆောင်အိတ်အရေးအတွက်ဘယ်လောက်များပြုလုပ်နိုင်တယ်လဲဆိုပြီးတော့သိချင်နေတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပု္ပ္ပာသဘောတရားကိုကြည့်လိုက်တဲ့အခါဘာလို့ချင်တာလဲဆိုတော့လက်ဆောင်အိတ်ကလေးတွေပြုလုပ်ချင်တာဒါဆိုလက်ဆောင်အိတ်ကလေးတွေလက်ဆောင်ဆိုတဲ့သဘောတရားကိုကျွန်တော်ဘာလို့တာလဲဆိုတော့ကိုယ်မှာရှိတဲ့အရာလေးတွေကိုကျွန်တော်တို့ဘာလို့တောင်းဆိုတော့တပားသူကိုခွဲဝေပေးတယ်ဆိုတဲ့လက္ခဏာပေါ့ဒါဆိုရင်ကျွန်တော်ကသင်္ချာမြင်နဲ့ကြည့်မယ်ဆိုရင်ခွဲဝေပေးတယ်ပေါ့ဒါဆိုခွဲဝေပေးတယ်ဆိုရင်ခွဲဝေပေးရတဲ့ပတ်သက်ပြီးတော့ကျွန်တော်အခြေခံပညာမှာသင်ပေးလိုက်တဲ့ထဲမှာသင်္ချာထဲမှာခွဲဝေရတဲ့ပတ်သက်ဘာပါတော့ခွဲဝေရတဲ့ပတ်သက်ကျွန်တော်ဘာလို့လဲဆိုတော့ခွဲဝေတယ်ဆိုတာစာခွဲကိန်းခွဲတာပဲပေါ့ဘယ်လောက်ခွဲတာလဲပေါ့ဘယ်လိုမျိုးခွဲမှာလဲပေါ့ဒါဆိုရင်ကျွန်တော်ဒီပု္ပ္ပာမှာဆိုရင် greatest number of gift လို့ပြောတာဖြစ်တဲ့အတွက်အရေးအတွက်အများဆုံးအိတ်ရေးအတွက်အများဆုံးရအောင်ခွဲဝေချင်တာဆိုတော့အများဆုံးခွဲဝေမှာဘာခွဲဝေမှာလဲဆိုတော့အိတ်ရေးအတွက်အများဆုံးရအောင်ခွဲဝေချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအကြီးဆုံးဘုံစာခွဲကိန်းကိုအသုံးပြုပေးရမှာပဲဖြစ်ပါတယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အကြီးဆုံးဘုံစာခွဲကိန်းကိုအသုံးပြုမယ်ဆိုတော့အကြီးဆုံးဘုံစာခွဲကိန်းကိုကျွန်တော်တို့ကဘယ်လိုရှာလို့ရလဲနီလန်း2မျိုးနဲ့ကျွန်တော်တို့ရှာလို့ရပါတယ်ပထမနီးလန်းကတော့ဗာလဲခဲတံတွေကိုခွဲဝေတဲ့အခါ48ပေါ့နော်ခဲတံ48ချောင်းရှိတယ်အဲ့48ချောင်းကိုခွဲဝေတဲ့အခါမှာ48ရဲ့စာခွဲကိန်းတွေကဘာတွေလဲဆိုပြီးတော့အခြေခံကြကြလေးနဲ့ကျွန်တော်တို့တွက်ထုတ်ကြည့်တယ်ပြီးသွားတဲ့အခါမှာခဲပြက်82ခုလို့ပြောတယ်ဒါဆိုအဲ့ခဲပြက်82ခုကိုခွဲဝေဖို့အတွက်ခဲပြက်82ခုကိုခွဲဝေနိုင်တဲ့နီးလန်းတနည်းအားဖြင့်82ဤစာခွဲကိန်းတွေကဘာတွေလဲဆိုပြီးတော့ကျွန်တော်တို့တွက်ထုတ်ကြည့်တယ်ပေါ့နော်အဲ့လိုတွက်ထုတ်ကြည့်တဲ့ထဲမှာကျွန်တော်တို့က48ရဲ့82ရဲ့မှာတူညီနေတဲ့ခွဲဝေလို့ရတဲ့နီးလန်းတွေပေါ့အဲ့နီးလန်းတွေတဲကမှာကျွန်တော်တို့အများဆုံးခွဲဝေနိုင်တဲ့ပမာဏကိုရွေးထုတ်ပြီးတော့ကြာမှာလက်ဆောင်အိတ်ပမာဏအများဆုံးဒါလောက်ပြုလုပ်နိုင်ပါတယ်ဆိုပြီးတော့အဲ့ဒီနီလန်းကိုသုံးရင်လည်းပဲရပါတယ်နောက်ထပ်နီလန်းတစ်ခုကတော့ကျွန်တော်တို့အများဆုံးခွဲဝေနိုင်တဲ့ပမာဏကိုရှာတဲ့နီလန်းနောက်ထပ်နီလန်းတစ်ခုကတော့သုဒ္ဓစာခွဲကိန်းကိုသုံးပြီးတော့ကြာတော့ prime factor ကိုသုံးပြီးတော့ကြာတော့ရှာဖွေတဲ့နီလန်းပဲဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့နီလန်းလေးကိုသုံးပြီးတော့ရှာဖွေမှာပဲဖြစ်ပါတယ်ဒါဆိုသုဒ္ဓစာခွဲကိန်းလို့ပြောလိုက်တဲ့အခါကျွန်တော်တို့မှာအခြေခံအဖြစ်သိထားမှာကစာခွဲကိန်းကိုမှသုဒ္ဓစာခွဲကိန်းဆိုတာဘယ်လိုမျိုးလဲသုဒ္ဓကိန်းနေနဲ့စာခွဲကိန်းပြုလုပ်တာကိုသုဒ္ဓစာခွဲကိန်းဆိုပြီးတော့အလွယ်ပြောလို့ရပါတယ်ဒါဆိုရင်သုဒ္ဓကိန်းတွေကဘာတွေလဲဒါဆိုရင်သုဒ္ဓကိန်းကိုကျွန်တော်တို့ကအခြေခံအဖြစ်သိထားဖို့လိုအပ်ပါတယ်သုဒ္ဓကိန်းတွေဆိုတာဒီကျွန်တော်တို့ဖက်တာအဖြစ်စာခွဲကိန်းအဖြစ်နှစ်ခုပဲရှိတဲ့ကိန်းတွေကိုကျွန်တော်တို့က prime သုဒ္ဓကိန်းဆိုပြီးခေါ်တာပဲဖြစ်ပါတယ်ဒါဆိုရင်သုဒ္ဓကိန်းရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကဘာလို့စာခွဲကိန်းနှစ်ခုပဲရှိတယ်အဲ့စာခွဲကိန်းတစ်ခုက1နဲ့ထိုကိန်းကိုယ်တိုင် one and itself ဆိုပြီးပြောတယ်ပေါ့နော်1နဲ့ထိုကိန်းကိုယ်တိုင်ဒါဆိုရင်ကျွန်တော်တို့ကသုဒ္ဓကိန်းကိုအခြေခံသိထားရတယ်ဆိုရင်သုဒ္ဓစာခွဲကိန်းကြီးကိုအသုံးချလို့ရသွားပါပြီဒါဆိုရင်ကျွန်တော်တို့အသုံးချကြည့်မယ်ကဲအဲ့ဆိုတော့ကြာတော့ကျွန်တော်တို့က48 pencil ဆိုတော့ဘယ်လောက်ရှိအောင်ဆိုခဲတံ48ချောင်းဆိုတော့ကျွန်တော်တို့48ကိုကဏ္ဍကိုပဲတည်တံ့ယူလိုက်မယ်ပေါ့နော်အမျိုးမြူတော့ဘူးဒါဆို48ကိုကျွန်တော်ကသုဒ္ဓစာခွဲကိန်းနဲ့ခွဲမှာဆိုတော့သုဒ္ဓကိန်းဘယ်ကစတော့ဆိုတော့2ကစတယ်ဒါဆို2နဲ့ခွဲကြည့်မယ်ဒါဆိုရင်2 multiply ပေါ့နော်2ပနယ်လီက48တော့2 24လီကကျွန်တော်ဗာလဲဆိုတော့ကြာတော့40နဲ့မှ8ပေါ့ဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ကြည့်မယ်အဲ့ဖြစ်ပေါ်လာတဲ့24ကိုဘလို့ထက်ခွဲမှာလဲဆိုသုဒ္ဓစာခွဲကိန်းဆိုသုဒ္ဓကိန်းလေးကြီးပဲပုံပြီးခွဲမှာဒါဆို24ကိုသုဒ္ဓကိန်းဘယ်ကစား2နဲ့စားတယ်ဒါဆို2နဲ့ခွဲကြည့်မယ်ရလားရတယ်ဒါဆိုရင်ဘာဖြစ်လဲဆိုတော့စုံကိန်းမှန်တယ်များ2နဲ့ခွဲလို့ရတာဖြစ်တဲ့အတွက်ရတယ်ဒါဆို2ပနယ်လီလဲပေါ့2 12လီပေါ့24ပေါ့ဒါဆိုရင်ကျွန်တော်ကနောက်ထပ်ဖြစ်ပေါ်လာတဲ့ကိန်းကိုထပ်ပြီးတော့12အဲ့12ကစာခွဲကိန်းခွဲအောင်မယ်ထပ်ပြီးဘလို့ခွဲမှာလဲသုဒ္ဓကိန်းကိုသုံးပြီးတော့ခွဲမှာဒါဆို12ကိုစုံကိန်းဖြစ်တဲ့2နဲ့ရတယ်ရတာပေါ့ဒါဆိုရင်2 6လီစနစ်ဆိုပြီးကျွန်တော်တို့ရပါတယ်ကျွန်တော်တို့ကဖြစ်ပေါ်လာတဲ့6ကိုဘယ်လိုထပ်ပြီးတော့ခွဲမလဲဒါဆိုရင်ကျွန်တော်6ဒီစုံကိန်းဖြစ်တဲ့2နဲ့ရတယ်ဒါဆိုရတယ်ထပ်ပြီးတော့ခွဲတယ်2 3လီ6ပေါ့ဒါဆိုရင်2တွေ3တွေအားလုံးဒီသုဒ္ဓကိန်းတွေပဲဖြစ်တဲ့အခါသုဒ္ဓစာခွဲကိန်းခွဲပြီးသွားပြီလို့ပြောလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့အသုံးချမဲ့အထက်မှာသုဒ္ဓစာခွဲကိန်းခွဲမဲ့အထက်မှာကျွန်တော်တို့ကထက်ညွှန်းနဲ့ပဲဖော်ပြမယ်ပေါ့နော်ဒါဆိုရင်စာရင်းနဲ့ဖော်ပြမယ်က2ပဲကြိမ်မြောက်ထား2တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်2 4ကြိမ်မြောက်ထားတဲ့အတွက်2ရဲ့ထက်ညွှန်း4 2 power 4လို့ပြောမယ်ပေါ့နော်ဒါဆိုရင် multiply 3 3ကတော့တစ်ထပ်ထဲမလို့3ကိုတစ်ခါပဲပြန်ရေးပါမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ကြတော့
နောက်ထပ်ခဲပြက်82ခုလို့ပြောတယ်ဒါဆိုရင်ခဲပြက်82ဆိုတော့ပမာဏကိုယူမယ်82အဲ့82ကိုကျွန်တော်ကသုဒ္ဓစာကိုကိန်းနည်းအားဖြင့်ခွဲပြီးတော့လုပ်မယ်ဒါဆိုရင်82ဆိုစုံကိန်း2နဲ့ရ2ဘယ်နဲ့လီလဲ2 36လီပေါ့အော်36ဆိုတော့じゃထပ်ခွဲမယ်ဆိုရင်2ဘယ်နဲ့လီလဲဘာလို့ဆိုတော့စုံကိန်းဖြစ်တဲ့အတွက်2နဲ့ရတယ်2 18လီပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုဖြစ်ပေါ်လာတဲ့ကိန်းကိုကျွန်တော်ကဘယ်လိုထပ်ခွဲမလဲ18ဆိုစုံကိန်း2နဲ့ရတယ်2 9လီ18ပေါ့ဟုတ်ပြီအဲ့ဒါဆိုဖြစ်ပေါ်လာတဲ့ကိုကိုဘယ်လိုရမလဲကိုဆိုတော့မာကိန်းဆို2နဲ့မရတော့2နဲ့မရဘူးဆိုရင်နောက်ထပ်ထပ်လာတဲ့ကိန်းကသုဒ္ဓကိန်းက3ဒါဆို3နဲ့ရလားရတယ်3လီ9ပေါ့ဒါဆိုရင်အားလုံးကျွန်တော်တို့ဖြစ်ပေါ်လာတဲ့ကိန်းတွေကိုကြည့်တဲ့အခါ2 3လီ2 3လီအားလုံးကသုဒ္ဓကိန်းတွေဖြစ်တဲ့အခါသုဒ္ဓစာခွဲကိန်းကိုအောင်မြင်စွာခွဲပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးမှာကျွန်တော်တို့ကထန်ညွှန်းလေးနဲ့ဖော်ပြခြင်းတဲ့အခါ2ဘယ်နှကြိမ်လဲကြည့်လိုက်က2တစ်ကြိမ်2ကြိမ်3ကြိမ်ဒါဆိုရင်2 3ကြိမ်2 3ကဖြစ်တဲ့အတွက်2 3ဓာတ်ဆိုကျွန်တော်တို့ရေးပါမယ်နောက်တစ်ခါ3အောင်ဘယ်နှကြိမ်3ကတစ်ကြိမ်2ကြိမ်2ကြိမ်ဖြစ်တဲ့အခါ3 2ထပ်ဆိုပြီးတော့ကျွန်တော်တို့3ရဲ့ power 2ဆိုပြီးတော့3 square ဆိုပြီးကျွန်တော်တို့ရေးပါတယ်ဒါဆိုရင်ကျွန်တော်တို့သုဒ္ဓကိန်းကိုအောင်မြင်စွာစာခွဲကိန်းခွဲပြီးသွားပြီဒါဆိုရင်အဲ့သုဒ္ဓစာခွဲကိန်းကိုသုံးပြီးတော့ကြတော့ကျွန်တော်တို့က graded number of give back ကိုဘယ်လိုရှာမှာတော့ HCF ကိုသုံးပြီးတော့ရှာမှာပါ HCF ဆိုတာ highest common factor ကိုပြောတာပါ GCF လို့လည်းခေါ်နိုင်ပါတယ် graded common factor ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ HCF ကိုသုံးပြီးတော့ဘယ်လိုရှာမှာတော့ HCF ဒီကျွန်တော်တို့ဘယ်လိုရမှာလဲဆိုတော့ကျွန်တော်တို့သုဒ္ဓစာခွဲကိန်းခွဲထားတဲ့ဒီထဲကမှတူညီတဲ့ကိန်းကိုယူပါမယ်အဲ့တူညီတဲ့ကိန်းတွေကမှထန်ညွှန်းဆိုရင်ကျွန်တော်တို့က small let power ကိုယူပါမယ်အငယ်ဆုံးထန်ညွှန်းကိုယူပါမယ်ဒါဆိုကြည့်လိုက်တဲ့အခါကျွန်တော်တို့ကအခြေကိုကြည့်လိုက်တဲ့2ဒီမော2ပါလားပါတယ်နှစ်ခုလုံးမှာ2ပါဒါဆို2ကိုယူမယ်အဲ့2ကိုယူတဲ့ထဲမှာသူ့ရဲ့စီမင်းသတ်မှတ်ချက်ကဘာလဲဆိုတော့ small let power အငယ်ဆုံးထန်ညွှန်းကိုယူရမှာဒါဆို2ရဲ့ထန်ညွှန်း3နဲ့2ရဲ့ထန်ညွှန်း4ဘယ်သူကငယ်လဲရှင်းပါတယ်3ကငယ်တယ်ဒါကြောင့်2ရဲ့ထန်ညွှန်း3ကိုယူရမယ်2 power ကျုပ်ပေါ့နော်ဒါကိုယူရမယ်2ကျုပ်ပေါ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုကြာဆက်ကြည့်လိုက်တဲ့အခါ2သေးလားပေါ့2ရင်ယူမယ်မ2ရင်မယူတော့ဘူးကြည့်လိုက်တဲ့အခါဒီမှာလဲ3ပါတယ်ဒီမှာလဲ3ပါတယ်ဟာဒါဆိုကျွန်တော်တို့3ကိုယူအောင်မယ်ယူလိုက်ပါတယ်3ဒါဆိုရင်ကျွန်တော်တို့ကသူ့ရဲ့စီမင်းသတ်မှတ်ချက်ရ HCF ကိုလိုချင်တဲ့အခါ small let power အငယ်ဆုံးထန်ညွှန်းကိုယူမှာဆိုတော့3တစ်ထပ်နဲ့3နှစ်ထပ်နဲ့ဘယ်အောင်ယူမလဲဆိုတော့3တစ်ထပ်ကိုယူပါမယ်ဒါဆိုရင်3ပေါ့ဒါဆိုရင်ကျွန်တော်တို့ကမြောက်ကြည့်မယ်2 3ထပ်ကဘာတော့8နဲ့3နဲ့မြောက်တော့8 3လီ24ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဟိုက်24ကဘာလို့ဆိုလိုတာတော့ the greatest number of give back she can make ဆရာမပြုတ်လုံနိုင်တဲ့လက်ဆောင်8အရေးအတွက်အများဆုံးကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကရေးလိုက်ရုံပါပဲ the greatest number of give back she can make is 24ဆိုပြီးကျွန်တော်တို့ကအခြေလေးထုတ်ပေးလိုက်ရုံပဲရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကလက်ဆောင်8အရေးအတွက်တော့ရပြီမိကုန်းတွေကထပ်မမေးဘူးပေါ့မမေးပေမဲ့လို့ကိုယ့်ကကိုလက်ဆောင်8ကိုပစ္စည်းဆိုရင်ကိုယ်ပိုင်ခွဲဝေရမှာဖြစ်တဲ့အတွက်ဒါဆိုတိတ်ချင်းစီမှာငါဘယ်လောက်ထည့်ရမှာလဲလို့သိကျင်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဟာဒီ HCF လေးကိုအသုံးချလိုက်ရုံပါပဲဘယ်လိုအသုံးချမှာလဲဆိုတော့ကိုယ်မှာရှိတာကဘယ်လောက်တော့ခဲတန်ဆိုရင်48ချောင်းရှိတယ်8အရေးအတွက်အပြင်ဘယ်နဲ့ခွဲဝေမှာတော့24အရောင်ခွဲဝေမှာဒါဆိုရင်တဲ့အိမ်မှာဘယ်နဲ့ချောင်းထည့်ရမှာလဲလို့သိကျင်ရင် HCF ကိုအသုံးချပြီးတော့ HCF နဲ့စပေးရုံပါပဲဒါဆိုရင်2နှစ်ဆိုပြီးတော့ရမယ်ပေါ့နော်အဲ့နှစ်ဒီဘာကိုပြောရတော့ကျွန်တော်တို့လက်ဆောင်8ထဲမှာထဲမဲ့ခဲတံအရေးအတွက်ကိုကြောပြနေတာပဲဖြစ်ပါတယ်တနည်းအားဖြင့်လက်ဆောင်8တိတ်ချင်းစီမှာခဲတံ2ချောင်းစီထည့်ရမယ်အဲ့ဒီလိုပဲခဲပြက်ကိုလက်ဆောင်8တိတ်ချင်းစီမှာဘယ်နှခုစီထည့်ရမလဲလို့သိချင်ရင်ခဲပြက်အရေးအတွက်ကိုဒီကျွန်တော်တို့ရရှာဖွေထားတဲ့ HCF လေးကိုအသုံးချလိုက်ရင်ရရှိလာမယ်အရေးအတွက်ကတိတ်ချင်းစီမှာထည့်ပေးရမယ်ခဲပြက်အရေးအတွက်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီလိုပုံစံလေးကိုဖြည့်ရှင်းလိုက်တဲ့အခါကျွန်တော်အခြေခံသင်ချာမှာအခြေခံပညာမှာသင်ကြားပေးလိုက်တဲ့သင်ချာအခြေခံလေးတွေကိုအသုံးချပြီးဖြည့်ရှင်းသွားတာပဲဖြစ်ပါတယ်ဘယ်လိုအခြေခံလေးလဲဆိုတော့စာခွဲကိန်းမှာဘယ်လိုကိန်းလို့ဆိုတော့အကြီးဆုံးဘုံစာခွဲကိန်းဘာလို့အကြီးဆုံးဘုံစာခွဲကိန်းလို့သုံးရလဲဆိုတော့ကျွန်တော်တို့ကပစ္စည်းတစ်မျိုးတည်းကိုခွဲဝေတာမဟုတ်ဘူးတစ်မျိုးကိုမဟုတ်ဘဲနဲ့ဘယ်လိုခွဲဝေတာအောင်ဆိုတော့ပစ္စည်း2မျိုးဒါမှမဟုတ်3မျိုးအဲ့လိုခွဲဝေတဲ့အခါမျိုးမှာကျွန်တော်တို့ကဘုံလို့ခေါ်တဲ့အကြီးဆုံးဘုံစာခွဲကိန်းတူညီတဲ့စာခွဲကိန်းတွေကမှာအကြီးဆုံးကိုယူပြီးတော့ခွဲဝေပေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီပုံစံလေးကိုကျွန်တော်တို့ကဖြည့်ရှင်းနိုင်တယ်လက်တွေ့အသုံးချနိုင်တယ်ဆိုရင်ကျွန်တော်တို့လက်တွေ့ဘဝထဲမှာထပ်ပြီးတော့ကြတော့ကျွန်တော်တို့ကဆိုင်ရောင်းတယ်ပေါ့ဈေးဆိုင်ရောင်းတယ်ပေါ့ကျွန်တော်တို့ရဲ့ဈေးဆိုင်မှာကျွန်တော်တို့ဖဲပြားတွေပေါ့ဒါမှမဟုတ်အိမ်ပိတ်စတွေပေါ့တနည်းအားဖြင့်ဖဲပြားကြီးရှိတယ်အဲ့ဖဲပြားအရေးအတွက်ကမတူဘူးဖဲပြားအရေးအတွက်တစ်ခုမှဆိုရင်ဖဲပြားအရှိသည်48ပေရှိမယ်နောက်ဖဲပြားအရေးအတွက်မှာဆိုရင်ကျွန်တော်တို့ကတရားနဲ့မှ8ရှိမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအညီအမျှအနေနဲ့ဘယ်လိုမျိုးခွဲဝေနိုင်လဲအဲ့ဒါမျိုးသိကျင်တယ်ဆိုရင်အခုလိုနီးလေးကိုသုံးပြီးတော့ကြတော့ဖြည့်ရှင်းလို့ရပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဗာလဲကျွန်တော်အခန်းတွေမှာပေါ့ကျွန်တော်တို့အိမ်ခန်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဆောက်လို့လူရမယ့်အဆောက်အုံတွေမှာဖြစ်ဖြစ်ကိုယ်ပိုင်ဆောက်အုံမှာဖြစ်ဖြစ်အခန်းတွေဖွဲ့လိုက်တယ်အဲ့အခန်းတွေပေါ်မှာကျွန်တော်တို့ကဘာလို့ဖြစ်လဲဆိုတော့အခန်းမှန်သမျှဒီအများစုကတော့ကျွန်တော်တို့ rectangle ပေါ့နော်ကျွန်တော်တို့ downman student ပုံတွေအများစုဖြစ်တယ်ပေါ့အဲ့လို downman student ပုံမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့လှပဖြစ်မဲ့ကြွေပြားလေးတွေကို decoration ပေါ့အလှဆင်ကျင်တယ်ပေါ့အဲ့လိုဆိုရင်ကျွန်တော်တို့ကကြွေပြားတွေအလှဆင်ဖို့အတွက်ကြွေပြားအရွယ်အစားညီညာလေးနဲ့ဘယ်လောက်အရွယ်အစားတွေအကြီးဆုံးဘယ်လောက်အရွယ်အစားတွေအသုံးချနိုင်တယ်လဲဘယ်လောက်အရွယ်အစားအကြီးဆုံးထိငါတို့ဒီခင်းတဲ့ဒီအိတ်ခန်းထဲမှာခင်းလို့ရမလဲငါတို့လူတန်းထားတယ်ဆောက်လို့လူတန်းထားတယ်အဆောက်အဦမှာခင်းလို့ရမလဲလို့သိချင်ရင်လည်းပဲကိုဆောက်လို့လူတန်းထားတယ်ကိုခင်းချင်တဲ့အခန်းရဲ့အရွယ်အစားကိုကြည့်ပြီးတော့ကြတော့ကြွေပြားအရွယ်အစားပမာဏဘယ်လောက်ထိတော့အကြီးဆုံးခင်းနိုင်မလဲဆိုတော့ရှာဖွေလို့ရပါတယ်ဘယ်လိုနည်းကိုသုံးပါတော့ကျွန်တော်တို့ကခင်းမှာတနည်းအားဖြင့်အကွက်ဘယ်လောက်ကိုခင်းမှာလို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကြတော့အကြီးဆုံးဘုံစာခွဲကိန်းကိုသုံးပြီးတော့ကြွေပြားအရွယ်အစားအကြီးဆုံးအဲ့ဒီလောက်ကြွေပြားအကြီးဆုံးတော့ငါတို့ခွဲခင်းလို့ရတယ်ဒီအခန်းမှာတော့အစရှိတဲ့ဖြင့်ရွေးချယ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလဲကိုကဘာလို့မှာတော့ခုခ
ခက်တဲ့အညီပေါ့နော်လိုက်လောညီထွေဖြစ်အောင်ကျွန်တော်တို့က gift box ကလေးပေါ့လက်ဆောင်ကျွန်တော်တို့တက်တာလေးတွေပဲဖြစ်ဖြစ်ကျွန်တော်ရောင်းတဲ့အခါလူစိတ်ဝင်စားအောင်ပေါ့စာအုပ်ကလေးကိုခိုးဝေရောင်းတာဖြစ်ကိုမှဘာရှိတော့ဆရာမခင်ထုရဲ့စာအုပ်ကဘယ်နှအုပ်ရှိတယ်ဆရာချင်းဦးရဲ့စာအုပ်ကဘယ်နှအုပ်ရှိတယ်အဲ့စာအုပ်ကလေးတွေကိုအညီအမျှခိုးဝေပြီးတော့တက်တာတစ်ခုကိုကျွန်တော်တို့စာအုပ်တစ်ထုပ်ကိုဘယ်လောက်ဟေးလို့ရောင်းမယ်ဒါဆိုရင်ကျွန်တော်အညီအမျှဘယ်လိုခိုးဝေမလဲအဆရှိတဲ့ဖြစ်ပေါ့ဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့ကခိုးဝေလို့ရောင်းချပြီးတော့လေရတယ်ဒါမှမဟုတ်ကိုကတောင်းသူလက်သမားစိုက်ကျွေးအနေနဲ့ကိုမှရှိတဲ့ထွက်ကုန်တွေကိုစောစောလေးတော့လူစိတ်ဝင်စားအောင်ညီတူမျှတူထည့်ပြီးတော့ကြတော့ကျွန်တော်ဘာဖြစ်မှာတော့ကိုမှစိုက်ပြိုးထားတဲ့ပန်တီတွေလိမ္မော်တီတွေဒါလေးတွေကိုကျွန်တော်တို့ကအောက်ကလေးထည့်ပြီးတော့ခိုးဝေခြင်းနဲ့ကိုမှအရေးအတွက်ကဘယ်လောက်ရှိရဲဒါဆိုရင်ကိုထက်မဲ့တက်တာလေးထဲမှာအလုံးအရေးအတွက်ကိုလည်းအညီအမျှထည့်ခြင်းနဲ့ဘယ်လောက်ပမာဏအများဆုံးလည်းလုပ်ခြင်းနဲ့ဒါဆိုရင်ကျွန်တော်တို့ကအလုံးအရေးအတွက်ဘယ်လောက်ထည့်မယ်အများဆုံးတက်တာအရေးအတွက်ဘယ်လောက်ရအောင်အသုံးချလို့ရမလဲဆိုတာခုလိုကျွန်တော်တို့ greatest common factor ဒါမှမဟုတ်ဆိုလဲ highest common factor လို့ခေါ်တဲ့အကြီးဆုံးပုံစာခွဲကိန်းလေးကိုအသုံးချပြီးတော့ဖြည့်ရှင်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီစိတ်ဝင်စားစရာပုံစံလေးကနေပြီးတော့ကျွန်တော်လက်တွေ့မှာဘယ်လိုမျိုးချိတ်ဆက်အသုံးပြုလို့ရလဲကျွန်တော်တို့အကြောင်းအခြေခံပညာမှာသင်ကြားပေးလိုက်တဲ့သင်ချာလေးတွေကဘယ်လိုမျိုးအသုံးချလို့ရတယ်လဲဆိုတာကိုချိတ်ဆက်ပြသပေးနေတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်